ChatGPT ကိုနေတိုင်းသုံးနေပေမဲ့တကယ်ထိထိရောက်ရောက်သုံးလို့ရမယ့်နည်းလမ်းတွေကိုလည်းသိဖို့လိုပါတယ်ဒီတိုင်းပဲဒါလေးရှင်းပြပါဆိုပြီးတော့မေးလိုက်တာတဲ့မိဆိုပြောပြမယ့်နည်းလမ်း၃ခုကိုသုံးလိုက်တာနဲ့သူပေးတဲ့အဖြေတွေကပို့ပြီးတော့လည်းတိကျမယ်ကိုယ့်အတွက်လည်းအများကြီးအကျိုးရှိမှာမို့လို့ဒီနည်းလမ်း၃ခုကိုအသုံးချလို့ရအောင်ပြပြပေးတော့ပါမယ်ပထမတစ်ခုကတော့ကိုကစာရှင်းပြစီချင်တာတို့လေ့လာချင်တာတို့ရှိရဆိုလို့ရှိရင်ဒီမှာပေါ့နော်ကိုကဒီတိုင်းမေးတာထက်ဘောင်းတော့ပြနေရမလဲဆိုဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်တာလေဒီမှာဆိုလို့ရှိရင်ဒီမှာကဘာလုံးပုံစံလေးနဲ့တွေ့လိမ့်မယ်ပေါ့နော် web research ဆိုတဲ့ဒီ function လေးကိုဖွင့်လိုက်ပါဖွင့်လိုက်ပြီးတော့မေးလို့ရှိရင်ပုံမှန်ဖြေပေးတာတဲ့ဒီဖြေတွေကပို့ပြီးတော့တိကျတယ်လုံးဝ source ကခိုင်လုံနေပေါ့နော် Google သွားခောက်တယ်လို့မျိုးပဲအဖြေမှန်တဲ့အဖြေတွေလို့ရှိရင်ရိုးရိုးမသုံးပါနဲ့ website search ဆိုတဲ့ function လေးကိုသုံးပါဒီမှာမျိုးဆိုသုံးပြထားတဲ့ဟာလေးတစ်ခုကိုကြည့်ကြည့်မယ်ပေါ့နော်ဒီမှာဒီ website search ဆိုတဲ့ဟာကိုသုံးရင်သူဖြေတဲ့အဖြေမှာရိုးရိုးအဖြေမဟုတ်ဘူးเนาะဒီလိုမျိုး website တွေကနေတကယ်ကို refer လုပ်ပေးထားတဲ့အဖြေတွေကြမှာပေါ့เนาะဒီမှာဆိုလို့ရှိရင်ဒါလေးကိုနေတာနဲ့ဒီမှာမြင်ရတယ်ပေါ့เนาะဥပမာဆိုလို့ရှိရင်ဒီ website တွေဆိုတော်တော်မှန်တယ်ပေါ့เนาะဒီလိုမျိုး website ထဲကနေသူကသွားပြီးတော့ကိုးကားပြီးဖြေတာပါဆိုတဲ့ဟာကိုရည်ညွှန်းနေပေါ့နော်ပုံမှန် AI ကဖြေတာဆိုတာထက် Google က data ကို तू ကညွှန်းပြီးတော့ကိုးကားပြီးတော့ဖြေတာမို့လို့ဒီဖြေအမြဲတမ်းတိကျတယ်ဒီဆိုအမြဲတမ်းစာလို့ရင်ဒါမဖွင့်မနဲ့ဘယ်တော့မှမလုပ်ဘူးပေါ့နော်ဒါဖွင့်လို့ရှိရင် Google က data ကိုကတွားကြည့်ပြီးဒါဖြစ်တာမို့လို့အမြဲတမ်းဘာပဲလေ့လာချင်ရင် website search ဆိုတဲ့ဟာလေးကိုဖွင့်လိုက်ပါအဲ့ဒါပထမတစ်ချက်ပေါ့နော်နောက်ထပ်တစ်ချက်ကဆိုအမြဲသုံးတဲ့ prompt တစ်ခုရှိတယ်အဲ့ဒါ80-20 theory လို့ခေါ်တယ်တကယ်စိတ်ဝင်စားဖို့ကောင်းတယ်နော်80-20 theory ဆိုတာက 20% လောက်ကိုလေ့လာရုံနဲ့80% လောက်နားလည်သွားမှာဥပမာ topic တစ်ခုကိုမျိုးဆိုလေ့လာမယ်ဆိုလို့ရှိရင်ဒါရှင်းပြပါအဲ့လိုမပြောတော့ဘူးမပြောတော့ဘဲနဲ့ဒီ topic ရဲ့အရေးကြီးဆုံး 20% ကဘာလဲပေါ့နော်အဲ့ 20% ကိုဒါလေ့လာမယ်ဆိုလို့ရှိရင်ငါ80% လောက်ကိုနားလည်သွားမယ်အကြောင်းအရာတွေကိုရှင်းပြပါဆိုပြီးတော့မေးလိုက်တယ်မေးလိုက်တာနဲ့သူကဒီလိုမျိုးတူတူလေးနော်ကိုက10မိနစ်စာလောက်ပဲစာလုပ်ချိန်ရှိတယ်လေ့လာခြင်းရှိတယ်ဆိုလို့ရှိရင်ဒီတိုင်းလေးပဲမေးလိုက်အောင်မယ်အဲ့ကြရင်ဒီ topic မှာအရေးအကြီးဆုံးဟာတွေကို तू ကရှင်းပြပေးသွားလိမ့်မယ်ဒီဒါလေးကိုရှင်းပြပါလို့မေးတာထက်လေဒီ topic မှာငါသိရမယ် 20% လောက်ကဘာလဲဥမာငါ 20% လောက်သိအောင်နဲ့ဒီ topic ကိုဆရာကြီးဖြစ်သွားနိုင်တဲ့ information တွေကိုငါ့ကိုသင်ပေးလို့ပြောလိုက်လို့ရှိရင်ဒီ तू ဖြေပေးထားတဲ့အဖြေတွေကတော်တော်ကိုအသုံးဝင်တယ်ဒီကိုက10မိနစ်လောက်လေးပဲစာကြည့်ရုံနဲ့ဒီ topic မှာဘာတွေရေးကြည့်ဆိုတာသိသွားပြီမို့လို့ဒီ prompts ကိုမျိုးဆိုအများကြီးသုံးတယ်ပေါ့နော်တင်ပေးမယ်နဲ့မတင်ပေးပြသေးတာပါဒီ prompts လေးကိုမျိုးဆို comment မှာချပေးထားမယ်ကိုလိုချင်တဲ့ topic လေ့လာချင်တဲ့ topic ကိုဒီနေရာမှာအစားထိုးလိုက်အောင်နဲ့သူဖြေပေးထားတဲ့အဖြေကလုံးဝကိုခိုင်းမေးသလိုနဲ့မတူဘဲနဲ့တော်တော်မိုက်တဲ့အဖြေချက်လာလိုက်မယ်ဒါဒုတိယတစ်ချက်ပေါ့နော်โอเคနောက်ဆုံးတစ်ချက်ကသွားလိုက်မယ်နောက်ဆုံးတစ်ချက်က mnemonic လို့ခေါ်တယ်ဒီမှာ ChatGPT ကိုmnemonicတောင်းတာကတခြား AI တွေထက်ပိုပြီးတော့အဆင်ပြေတယ်အဲ့ဒါကြောင့်မို့လို့မျိုးဒီမှာထည့်ပြီးတော့ပြောသွားတာပါခုန history ကနေမျိုးပြန်ရှာလိုက်တာပေါ့နော်မျိုးသုံးခဲ့တဲ့ mnemonic တွေကပါလဲဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ဒီခဏဦးရဲ့ left side မှာဘာတွေရှိတယ် right side မှာဘာတွေရှိတယ်ဆိုတာကိုမျိုးသူ့ကိုငါ့ကိုမှတ်မိလွယ်မဲ့နီလန်းလေးနဲ့ပြပြပေးပါဆိုပြီးတော့မေးထားတာပေါ့နော်ဥပမာဆိုလို့ရှိရင် right side ခဏဦးရဲ့ right မှာဘာရှိလဲအသေးတို့ appendix တို့ရှိတယ်ပေါ့နော်အဲ့ဆိုရင်ငါဘယ်လိုမှတ်ထားရမလဲဆိုတော့ LIA က liar ဆိုပြီးမှတ်ထားပါတဲ့ LI က liver A က appendix ပေါ့နော်အဲ့ဒါလေးကဒီမှာ R လေးပါတာဖြစ်တဲ့ right အဲ့တော့ liver ကိုမြင်နိုင်ပြီဆိုတော့ကိုယ်ခန္ဓာကိုယ်ရဲ့ right မှာ liver ရှိရဆိုတော့သိသွားတာပေါ့နော်ဒါကလုံးဝ simple ဖြစ်တဲ့ mnemonic လေးကိုထောက်ခိုင်းလိုက်တာပါဘယ် topic ကိုပဲလေ့လာဥမာငါ့ကိုဒီ concept လေးကိုနားလည်ဖို့အတွက် mnemonic ထုတ်ပေးပါဆိုပြီးတော့မေးလို့ရတယ်ငါကဒီစာတွေကိုကြက်မှာမို့လို့ mnemonic ထုတ်ပေးပါဒီမှာဆိုလို့ရှိရင်မျိုးဆိုအမြဲတမ်းမေးခဲ့တဲ့ဟာပေါ့နော်ငါ့ကိုmemorizing tips လေးပေးပါ mnemonic လေးပေးပါဆိုလို့ရှိရင် ChatGPT ကတခြား AI တွေထက်မတူဘဲနဲ့သူပေးထားတဲ့ mnemonic တွေတော်တော်အဆင်ပြေလို့ပြောလို့ရတယ်အဲ့ဒါကြောင့်မို့လို့မျိုးဆိုအမြဲသုံးတဲ့နောက်ထပ် tips တစ်ခုက mnemonic တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့မျိုးဆိုပြောတဲ့ဒီနည်းလမ်း၃ခုကိုလိုက်လို့ရုံနဲ့တကယ်ထိရအောင်ဘယ်လိုသုံးအောင်လဲဆိုတာသိသွားမှာမို့လို့အသုံးချကြည့်ကြပါတကယ်လို့အဆင်ပြေတယ်ဆိုလဲကိုဘယ်လိုသုံးပြနေလဲဆိုတာကို comment မှာပြောသွားလို့ရပါတယ်နောက်ထပ် tips တွေကို sharing အမြဲလုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်